သွားပါနေဒါပေမဲ့မင်းနဲ့ဘဝကိုတည်ဆောက်ဖို့အတွက်ပဲတဲ့ခိုင်လုံနေချမ်းပြချင်နေဝိနာတွေငါကိုတပုံကြီးပေးခဲ့တယ်ပုံပြော